ဒီကတိုက်စီငါးလေးတော့ဘလုံးမစင်ပြေဘူးဖုံဖုံအဲ့တော့မင်းကဘာကိစ္စရိုက်တာတော့ နင်းတကယ်ချင်းမဟုတ်ဖုံဖုံ သိတယ်ကွာ စတာခေါ် သိတယ်ကိုစရာတော့ဆိုတော့ကွာရင်းနှီးနေတော့ပြောလိုက်တဲ့အတိုင်းဘလို့ပြောကြည့်တာဖုံဖုံတပည့်တို့ဒီကတိုက်စီငါးနေတော့အစင်မပြေဘူးဗျအဲ့တော့တပည့်တို့ထွက်ငါမှရမယ်နော်နော် ဟဲ့အောင်ဒါရန်ကုန်မဟုတ်ဘူးလေမန္တလေးမှာအိုးရီပဲရှိတာ ဟာဆောခရရရောင်းရမန်းလေးဆိုနည်းနည်းလွတ်သွားတာငါတို့ရောက်အေး ဟုတ်တယ်ပြောတော့ နေအနေဈေးကိုငါမေးမယ်တော်တယ်ကွာမင်းရွာသားလေးဆိုကိုကြိတ်လိုက်အောင်မလား ဟေးဟုတ်တယ်မင်းတက်တက်လက်ရှိတယ် ဟုတ်ကောင်းကောင်းဒီတင်းရင်ဒီဘက်မှာဘာတော့ဟာတင်းမဟုတ်ဘူးမာပါလားဟုတ်ညီမလေးဘာလဲလို့မေးချင်တာ โอเคအဲ့ဒါပဲသွားမယ်ညီလိုက်တော့ ဟိုမန္တလာစားသိတာမန္တလာစားတယ် သိရလားသိရ သိရမယ်မန္တလာစတားကိုတိကိုသိရဘာလို့ဆိုမန္တလေးမြို့မှာနာမည်ကြီးပဲလေဟုတ်ကဲ့အဲ့ဒါလိုက်ပို့လို့ရမလားမသိ လာဆက် โอเคတက်ပြီလေဘာလဲလို့သိတယ်ငါသူ့ကိုစိတ်မချလို့ အတမနီကမန္တလာစားမရောက်ဖ ೇನೆ ငါတို့ဟိုနေရောက်တော့ ဟဲ့လေ